Hello မင်္ဂလာပါနော်ဒီကမိတ်ဆွေကိုခွန်အားပေးတော့အတွင်းများစာအုပ်ထဲမှာစိတ်ချမ်းသာမှုကိုရှာဖွေခြင်းချင်းမရနိုင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်စလိုက်ကြလူတိုင်းတွင်စိတ်ချမ်းသာမှုနောက်လိုက်ခြင်းရှိကြပါသည်တို့တော့ပျော်ရွှင်မှုသည်စိတ်ချမ်းသာမှုမဟုတ်ပါချေပျော်ရွှင်နေသည့်တိုင်စိတ်ချမ်းသာနေသည်ဟုမြူဆနိုင်ချေတကယ်တမ်းတွင်စိတ်ချမ်းသာမှုကိုရလေလို့ဖြစ်ပျော်ရွှင်မှုနောက်ကိုလိုက်ပါလေရှိသည်သူကစိတ်ချမ်းသာမလားဆိုပြီးတော့နော်ပျော်ရွှင်မှုလောကရဲ့ပျော်ရွှင်မှုနောက်ကိုလိုက်နေတယ်ဆိုတဲ့အကြောင်းကိုဒါရှင်းပြထားတာပဲဖြစ်ပါတယ်နော်တို့တော့ထိုနည်းဖြင့်စိတ်ချမ်းသာမှုရအောင်လိုက်သူတို့သည်စိတ်ချမ်းသာရုံမရှိကြပါရှိပျော်ပါမှုတွင်နဲ့တွင်နေ့လေစိတ်ညစ်ရလေဖြစ်တတ်ပါတယ်သူကစိတ်ချမ်းသာမလားဆိုပြီးတော့နော်စိတ်ချမ်းသာမှုပျော်ရွှင်မှုလိုက်လေပျော်ပါမှုတွင်နဲ့ထဲမှာနော်ပျော်ရွှင်မှုထဲမှာကိုကနည်းမြုပ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုပါတယ်နော်မာတာလင်းဒီစိတ်ချမ်းသာမှုရှာဖွေခြင်းနဲ့ပတ်သက်၍ငှက်ပြလေးတစ်ကောင်ကိုလိုက်ရှာရန်အိမ်မှထွက်သွားသောကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်ကြောင့်ဇလန်းတစ်ပုတ်ဖြစ်တာတကဆောင်ပြခဲ့ပါသည်သူတို့ဒီသူတို့ဖခင်နှင့်မိခင်နှင့်ဥမမီစာမမြောက်ငှက်ကလေးကိုနှုတ်ဆက်၍အိမ်မှထွက်ခွာခဲ့သည်သူကအိမ်မှာထွက်ခွာသွားတယ်နော်သူကခုနစိတ်ချမ်းသာမှုကိုလိုချင်လို့ငှက်ပြလေးကိုရှာမယ်ဆိုတော့အိမ်ကတော့နှုတ်ဆက်ပြီးမှထွက်ခွာသွားတော့ဆိုလိုချင်ဖြစ်ပါတယ်နော်ပြန်ပြောင်းအမှားရမှုနယ်မြေနဲ့အနာဂတ်ဘုံလောကကိုဖြတ်တန်းပြေးနေခဲ့ကြသည်သူတို့ရှာဖွေနေသည့်ငှက်ပြကိုမတွေ့တော့အခါပင်နောက်ဆုံးမိဘထံပြန်ခဲ့သည်အဲ့မှာနော်သူတို့ရှာခြင်းနဲ့ငှက်နော်သူတို့ရှာခြင်းနဲ့ငှက်ကိုသူတို့လိုက်ရှာငှက်ပြလေးပို့တော်နဲ့ကြီးတယ်မှာတွားရှာနော်ဒါနဲ့တော်နဲ့ကြီးတယ်မှာရှာလို့မတွေ့တဲ့အခါမှာသူကအိမ်ကိုပြန်လာတာပဲဖြစ်ပါတယ်နော်အိမ်ပြန်ရောက်တော့အခါတွင်သူတို့အိမ်မှာငှက်ငယ်လေးဒီလပပငှက်ပြလေးပင်ဖြစ်နေသည်ကိုသတိပြုမိသည်အိမ်ကိုပြန်ရောက်တဲ့အခါမှာသူအံ့အားတက်မှာနော်သူတို့ကြည့်လိုက်တဲ့ငှက်ကလေးကသူတို့အိမ်မှာရှိတဲ့ငှက်ကလေးကငှက်ပြလေးဖြစ်နေနော်အဲ့မှာသူတို့ရန်ကိုအံ့ဩသွားရနော်ဆက်ဖတ်နော်အင်းဒီစိတ်ချမ်းသာမှုကိုအိမ်မှာမတွေ့နိုင်ရင်မိတိနေရာမှာတွေ့နိုင်မည်မဟုတ်ပါချေနော်အရေးကြီးနော်ဟိုဟာစိတ်ချမ်းသာမှုကိုအပြင်လောကကြီးမှာလိုက်ရှာတယ်နော်တကယ်ကြောင့်စိတ်ချမ်းသာမှုဆိုအိမ်မှာပဲရှိရနော်အဘယ်ကြောင့်ဆိုတော့စိတ်ချမ်းသာမှုဒီတင်နေရာအရက်နဲ့မဆိုင်ပါချေစိတ်ချမ်းသာမှုကတော့တင်နေရာအရက်နဲ့မဆိုင်ဘူးတဲ့နော်ခွေးဒီအမိုက်ပုံတွင်စိတ်ချမ်းသာမည်ကျွဲဒီရွှွန်တော်အိုင်တွင်စိတ်ချမ်းသာမည်သူတော်စင်ဒီတရားရိပ်တွင်စိတ်ချမ်းသာမည်ရက်ဆက်ကြမ်းတမ်းသူဒီတာတက်ယုံတွင်စိတ်ချမ်းသာမည်ပင်ဖြစ်ပါသည်ဒီမှာတော့ဥပမာလေးနဲ့ပြောပြတာနော်ဒီမှာဆိုရင်ဘာလို့ဆိုလိုတာလဲဆိုတော့စိတ်ချမ်းသာမှုဆိုတာလောကအပြင်ဘက်မှာမရှိပါဘူးနော်တွေ့ဝချင်းတွေ့ထဲမှာစိတ်ချမ်းသာမှုဆိုတာမပေးနိုင်ပါဘူးနော်တည်ငါဘာဖြစ်လဲပျော်ရွှင်မှုအပန်းပြင်းမှုတစ်ခုလာဖြစ်ပါတယ်နော်အတွင်ပိုင်းကလာတဲ့အရာတွေမှန်တယ်များတာအတွက်စိတ်ချမ်းသာမှုကိုပေးနိုင်စွမ်းဖြစ်ပါတယ်နော်ပြောရမယ်ဆိုရင်စိတ်ချမ်းသာမှုဆိုတာအပြင်ပိုင်းတရံအပြင်လောကကြီးမှာမရှိဘူးရှိတာအတွင်ကတော့ထွက်ပေါ်လာတဲ့အရာအတွင်ပိုင်းမှာပဲတည်ရှိတယ်ဆိုတဲ့အရာကိုဒါကပေါ်ပြထားခြင်းပဲဖြစ်ပါတယ်နော်ဥပမာပြောမစင်လူကပျော်ရွှင်မှုတွေရရှိဖို့နော်ခီးတွေတွားတယ်အပျော်ခီးတွေတွားတယ်အပန်းပြေခီးတွေတွားတယ်စင်ငန်းကားတွေစီးတယ်စင်ငန်းတင်မောတွေစီးတယ်ဒါကဘာဖြစ်လဲအပြင်ပိုင်းမှာသူကခဏတစ်ဖြုတ်ပဲရတဲ့စိတ်ချမ်းသာမှုပဲဖြစ်ပါတယ်နော်ထာဝစဉ်ပြည်စွမ်းနိုင်တဲ့စိတ်ချမ်းသာမှုမဟုတ်ပါဘူးနော်တကယ်ကြစိတ်ချမ်းသာမှုအစစ်ဆိုတာအတွင်ပိုင်းမှာပဲရှိရနော်ကိုယ့်ရဲ့အတွင်ပိုင်းမှာဘာဖြစ်လဲစိတ်ကိုတန့်ရှင်းအောင်ထားမယ်စင်ကြအောင်ထားမယ်ကိုယ့်ရဲ့အတွင်ပိုင်းကိုပြုပြင်ပြောင်းလဲမယ်ဒါဆိုရင်စိတ်ချမ်းသာမှုဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်နော်စိတ်ချမ်းသာမှုရဲ့အဓိကရင်းမြစ်ကအတွင်ကပဲထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်နော်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရောက်စီတိုင်းကိုဘိုင်ဘိုင်